service ဆိုတာနေရာတိုင်းမှာပေးရပါတယ်ဈေးရောက်တဲ့အခါမှာလည်း service ပေးရပါတယ် hotel life မှာဆိုလို့ရှိရင်လည်းပို့ပြီးတော့ service ပေးရပါတယ်အဲ့ဒါကဘာလဲဆိုရင် customer တွေကိုကဲရတာပေါ့နော် customer တွေကဲတဲ့အခါမှာကင်တွယ်ရခက်ခဲတဲ့ customer ၄မျိုးနဲ့တွေ့ကြုံရတဲ့အခါမှာဘယ်လိုမျိုးလုံးမလဲအဲ့ဒီလူတွေကဒေါသကြီးရဲ့သူနံပါတ်1ချက်ကနံပါတ်2ချက်ကတော့မပြတ်မသားပြုလုပ်တတ်တဲ့သူနံပါတ်3ချက်ကတော့တောင်းဆိုမှုလွန်ကဲတာနံပါတ်4အချက်ကတော့ဗာလဲဆိုအပြစ်ရှာတတ်တဲ့သူဘာပဲလုပ်အပြစ်ရှာတတ်တာကောင်းတာလုပ်လဲအပြစ်ရှာတယ်မကောင်းတာလုပ်လဲအပြစ်ရှာတတ်တဲ့သူဒီ customer ၄မျိုးကိုဘယ်လိုကင်တွယ်ဖြည့်ရှင်းမလဲနံပါတ်1အချက်ဒေါသကြီးတဲ့ customer ဆိုလို့ရှိရင်ကိုယ့်ဘက်ကမှန်နေသည်ဖြစ်စေမှားနေသည်ဖြစ်စေအဲ့ဒီရဲ့ customer ကိုအရင်ဦးဆုံးတောင်းပန်လိုက်ပါသူစိတ်ကျေနပ်တဲ့အထိတောင်းပန်လိုက်ပါသူ့ရဲ့ဒေါသတွေကိုကိုက short ပေးနိုင်တယ်ဆိုလို့ရှိရင်သူဒေါသပြေသွားတဲ့အခါမှာကိုယ့်အတွက်ကောင်းတဲ့ customer ကောင်းတယောက်ဖြစ်လာတတ်ပါတယ်နောက်တစ်ခုကကြတော့မပြတ်မသားတတ်တဲ့သူအဲ့လိုလူမျိုးတွေကသူတို့ကချီတုံချတုံနဲ့ကိုလုံးရမယ်အလုပ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အမြဲတမ်းမပြတ်မသားနဲ့ဆုံးဖြတ်တတ်တဲ့သူတွေအဲ့လိုလူမျိုးတွေနဲ့တွေ့တဲ့အခါမှာကိုကကောင်းညီဥဆောင်ပြီးတော့သူတို့လိုချင်တာပါလေဒီဟာကိုလိုချင်နေရလားဒီဟာကိုလိုချင်နေရလားပြတ်သားအောင်ကိုသူတို့ရဲ့မျက်စိထဲမှာထင်းထင်းရှားရှားသူတို့ရဲ့လိုအပ်ချက်တွေကိုထောက်ပြနိုင်လို့ရှိရင်အဲ့ဒီ customer တွေကကိုယ့်အတွက်အမြဲတမ်း customer ဖြစ်နိုင်ပါတယ်နောက်တစ်ခုကကျတော့တောင်းဆိုမှုလွန်ကဲတဲ့သူတို့ကဘာပဲနေတောင်းဆိုပါတယ်ဒီကိုက promotion ပေးရင်လည်းချက်ချင်းမရအောင်တောင်းဆိုရဲနောက်တစ်ခုကကျတော့ဘာနေအစ်စ်လေးရလိုက်ရမှကျင်းနေတဲ့သူတွေရှိပါတယ်အဲ့ဒီတော့ကိုကအဲ့လိုတောင်းဆိုမှုများတဲ့ customer တွေနဲ့တွေ့လို့ရှိရင်တော့ကိုပေးနိုင်တဲ့အရာတွေကိုပေးလိုက်ပြီးတော့မပေးနိုင်ဘူးဆိုတဲ့အရာမျိုးတွေကိုပြက်သားညှင်းဆိုတတ်ရပါမယ်။လိမ္မာပတ်နဲ့ဆိုတာညှင်းဆိုတတ်လို့ရှိရင်ဒီလို customer မျိုးကလည်းကင်တွယ်ရအရန်ကိုလွယ်ကူပါတယ်။နောက်တစ်ခုကကျတော့အပြစ်ရှာတတ်တဲ့ customer ပါ။အဲ့လို customer မျိုးကတော့ကောင်းတာပဲလုပ်ပေးပြီးဆိုးတာလည်းပဲလုပ်ပေးပြီးအများတန်းသူတို့မှာရှာနေတတ်တဲ့အပြစ်တွေရှိရပေါ့နော်။အဲ့လိုမျိုး customer တွေနဲ့တွေ့လို့ရှိရင်တော့ကိုယ့်ဘက်ကနေပြီးတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်အကောင်းဆုံးဝန်ဆောင်မှုသူတို့စိတ်ကျင်တဲ့လောက်တဲ့ဝန်ဆောင်မှုကိုပေးပြီးတော့ခါကြရင်အပြစ်ရှာတတ်တဲ့သူကအပြစ်ရှာမှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ရဲ့စိတ်ကိုကျင်တဲ့လောက်တဲ့ဝန်ဆောင်မှုမျိုးကိုကပေးနိုင်မယ်ဆိုလို့ရှိရင်အရန်ကိုထိရောက်တဲ့ service မျိုးဖြစ်မှာပါအဲ့တော့ဒီလိုမျိုးပေါင်းရတင်ရကင်တွယ်ရခက်တဲ့ customer ၄ယောက်နဲ့တွေ့လို့ရှိရင်ဘယ်လိုမျိုးလေးလုပ်ရမယ်ဆိုတဲ့အချက်ကလေးတွေကို customer service အနေနဲ့ဒါကပြောပြပေးတာဖြစ်ပါတယ်ကျေးဇူးပါရှင်